ပေါ့နော်နောက်ကျရင်ရန်ကုန်ရောက်လာရင်တီးအောင်လို့ပြောပြတာပါအဲ့ဒါပါလေဆိုတော့အခုနောက်ပိုင်းကလေရန်ကုန်မှာလည်းနောက်ထပ်လူမျိုးစစ်ရှောင်းနေပေါ့နော်နေရာဒေသလူမျိုးစုံလည်းရောက်လာတယ်ပြီးတော့ဘယ်လိုပြောလဲလူဦးရေလည်းပိုများလာတယ်ရန်ကုန်မှာဘာမကောင်းတော့လဲဆိုတော့ကုန်စည်နှုန်းတွေတအားကြီးလာတယ်လူဦးရေတအားများလာတယ်ဘတ်ကားလေဘယ်ချင်းစီကြက်နေရပါတော့မကြက်တာဆိုလို့10နိုင်နဲ့17ကြားအဲ့လောက်ပဲရှိတယ်လောက်ရှာဘာလို့လဲဆိုတော့လောက်ရှာတနင်္ဂနွေစာပတ်တဲ့နေရလို့ပေါ့နော်အဲ့ဒီမှာနာဘူးကောင်းနေနော်ညနေရောက်လို့ရှိရင်ရုံးစင်းချိန်ဆိုနာဘူးကောင်းရင်ခပ်ပိုက်လိုက်တဲ့ကောင်းနေအကြံဖန်သမားရဲ့တော်များတာအဲ့တော့ YBS ပေါ်ရောက်လို့ရှိရင်သူလည်းကိုမြင်ုံကိုလည်းသူ့မြင်ုံနဲ့ကိုအိတ်ကိုပိုက်ထားတာနာဘူးသမားကဘယ်လိုလဲဆိုတော့သူတို့အရက်မူးတာလို့ဘာလို့နဲ့လူစိတ်မရှိရလို့ပုံစံနဲ့ဟိုမိန်းကလေးတွေကိုပေါ့နော်နှမချင်းကိုချင်းစားလို့ပါလို့နဲ့ထိပုတ်ကိုင်းတဲ့ကောင်ကတက်ရှိတယ်တချို့ကြတော့လက်ကြီးကိုမြောက်ပြီးတော့ဖင်တွေကိုထိသွားတဲ့ကောင်ကလည်းတက်ရှိတယ်ခပိုင်းနိုင်ကြတော့အဲ့ကောင်မလေးကပဲများတဲ့ကောင်မလေးကိုပုံနိုင်တာလောက်ရှုလို့မျိုးဂျန်တော့ဆိုသူတို့မနိုင်တာမဟုတ်ဘူးနော်တိတ်ပြီးတော့မကက်ရဟိုလိုပဲများတဲ့ကောင်မလေးဒီလိုအိတ်ကလေးတွေပေါ့နော်ပဲများဒီလိုအဝေးတဲ့နေပါညာတက်တဲ့ချိတ်စုပို့ဆိုရယ်အဲ့ကိုနိုင်ဒီလိုဓာတ်နဲ့ခွဲပြီးတော့နိုင်သွားတာပေါ့နော်အဲ့လိုဆိုတော့ရန်ကုန်မှာအခုဘယ်နာသွားပါပဲလို့ကြောက်ရတယ်လမ်းမှာလည်းလမ်းလျှောက်လေကြောက်ရတယ်ဘတ်ကားစီးလေကြောက်ရတယ်ဘဲတော့ပေါ့နော်ကြောက်နေရတယ်ကာလာပေါ့နော်ကြောက်နေရတဲ့အချိန်ပေါ့နော်ခါလောက်ရှာရန်ကုန်မှာရောက်တာအခုနဲ့ဆိုရင်တော့6လကျော်9လလောက်ရှိသွားပြီပေါ့နော်ဘတ်ကားလည်းတနင်္ဂနွေစီးရတာဆိုတော့လူကြက်တဲ့ချိန်ဆိုရင်အဲ့လိုနာဘူးကောင်းနေခပိုင်းနိုင်ပြီးနော်မိန်းကလေးရှင်းလည်းမယုံရအောင်အကြံဖန်သမားတွေရုံစင်းချိန်နဲ့ရုံတက်ချိန်ဆိုပုံများတယ်အဲ့အချိန်ဆိုရင်ပြီးလို့ရှိရင်ကြောင်းစင်းကြောင်းတက်ချိန်တက်ကရူအဝေးတဲ့နေပေါ့နော်တက်ကရူကြောင်းလူတွေချိုးကြတော့လာပါလေးကိုဝစ်ပြီးတော့ပေါ့နော်အဲ့လိုအိတ်ကလေးတစ်စောင်းလွှဲတာအကြောင်းမတီးရဟာလေးအဲ့လိုကလေးမလေးဆိုရင်တော့ပါဝါတယ်ပေါ့နော်အဲ့တော့ရန်ကုန်ရောက်ရင် YBS ပဲ CC တက်စီပဲ CC ဂယူးဆိုင်ပါပြီးနောက်မှာခောက်ထီဖြစ်တခုခုအမြဲစောင်းနာပါတခုဖြစ်လာလို့ရှိရင်ထူပလိုက်ထောင်းပလိုက်ဘူးလို့ပဲလောက်ရှာတော့ပြောချင်ပါတယ်လောက်ရှာဆိုရင်လည်းဘယ်နာတော့ထီအတူနဲ့ငါ့လာလို့ငါလည်းပြန်လုံးမယ်ဆိုတဲ့ဘလူးပုံစံနီးမျိုးနဲ့မဆိုကိုကာကွယ်ဖို့လို့အုံနောက်ထဲမှာအမြဲတမ်းတွေးထားတာရန်ကုန်မှာသွားလာတာ view